မင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်ဒီ ampere အကြီးတွေမှာ DC ampere အကြီးတွေမှာတိုင်းတာတဲ့အခါမှာအသုံးများတဲ့ကျွန်တော်တို့အာရှန်အကြောင်းကိုနားလည်လွယ်အောင်ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်ဘယ်လိုမျိုးတိုင်းတာတယ်ဘယ်လိုမျိုးအလုပ်လုပ်တယ်လဲဆိုတော့ကိုလည်းကျွန်တော်အသေးစိတ်လေးကျွန်တော်နားလည်တယ်လို့ရှင်းပြပေးချင်ပါတယ်အာရှန်ဆိုတော့ဘာအတွက်အသုံးပြုတယ်လဲဆိုတော့ကိုလည်းကျွန်တော်ပြောပြချင်ပါတယ်အာရှန်ဆိုတော့ကျွန်တော်တို့ ampere အကြီးတွေတိုင်းတာတဲ့အခါမှာကျွန်တော်တို့အသုံးပြုပါတယ် ampere ဥပမာ50 100 200ဒီလိုနေရာတွေမှာအသုံးပြုပါတယ်ဘယ်လိုတိုင်းတာရတယ်လဲအုံလောတွေနဲ့ဘယ်လိုဆက်နေတယ်လဲဆိုတော့ကိုလည်းကျွန်တော်ရှင်းပြပေးချင်ပါတယ်အာရှန်ကိုကျွန်တော်တို့ electronic circuit အလံတော်တော်များများမှာအသုံးပြုကြပါတယ်ကျွန်တော်တို့အဓိကအသုံးပြုတဲ့နေရာတွေကတော့ကျွန်တော်တို့ display မျက်နှာပြင်မှာပေါ်ပြမယ်ကျွန်တော် power supply တွေနောက်ဒီ circuit wiring ဘုံတွေမှာလည်းအသုံးပြုကြပါတယ်ဒီကအသုံးပြုတဲ့ရည်ရွယ်ချက်ကတော့ ampere ကိုတိုင်းတာဖို့ပဲဖြစ်ပါတယ် ampere ကိုတိုင်းတာရဆိုပေမဲ့လည်းကျွန်တော်တို့အာရှန်တစ်ခုတည်းနဲ့တော့မျက်စိချောင်းကိုဓာတ်ရိုက်တိုင်းတာနိုင်ခြင်းမရှိပါဘူးကျွန်တော်တို့အုံလောတွေကိုအခြေခံပြီးကျွန်တော်တို့ ampere ကိုတိုင်းတာရပါတယ်အာရှန်ရဲ့ပုံမှန်တိုင်းကိုပြောမယ်ဆိုရင်လည်းကျွန်တော်တို့တိတိကျကျမကြည့်ဘူးဆိုရင်ရိုးဝါယာကျိုးဂျမ်ဘာဝါယာကျိုးတစ်ချောင်းပုံစံနဲ့လည်းဆင်တူပါတယ်အခါတလေလည်းအမှတ်မှားတယ်လို့ပြောပြခြင်းဖြစ်ပါတယ်ကျွန်တော်ရိုး digital အုံးမီတာနဲ့တိုင်းတာကြည့်မယ်ဆိုရင်လည်းခုခံမှုတန်ဖိုးအလွန်နည်းတော့ကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တို့အာရှန်ကြောင်မပြောခင်ကျွန်တော်တို့ဒီအရင်ဗီဒီယိုတွေမှာလည်းကျွန်တော်တင်ပြခဲ့တယ်လို့မျိုးပဲ ampere ကိုဘယ်လိုတိုင်းတာမှာပေါ့အခုဆိုရင်ကျွန်တော်တို့12ဖို့ပေးသွင်းထားတယ်ပေးသွင်းထားတယ်ဆိုရင်ကျွန်တော်တို့ဒီမှာအပေါင်းချိတ်ဆက်လိုက်ပါတယ်ဒါဆိုရင်အနှောက်ကကျွန်တော်တို့အနှောက်ကိုချိတ်ဆက်လိုက်ပါတယ်ဒါဆိုရင်မိသီးလင်းလာပါပြီဒါကိုကျွန်တော်တို့ ampere တွေ current တွေကိုသိချင်တဲ့ခါကြလို့ရှိရင်တော့ကျွန်တော်တို့ဒီကောင်ကို CD ဆက်ရမယ်ဖြစ်ပါတယ်ကျွန်တော်ရှေ့ဗီဒီယိုတွေမှာလည်းကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ် ampere ကိုကျွန်တော်တို့သိချင်တဲ့ခါမျိုးတွေမှာဒီပတ်လန်းကိုဖြတ်ပြီး CD ဆက်ရပါတယ်ကျွန်တော်မှာတော့ဒီ DC ampere တိုင်းတာတဲ့မီတာအစားကျွန်တော်ဒီ digital meter လေးကိုအသုံးပြုမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာတပင်ကိုတော့ကျွန်တော်တို့အသေးဆက်လိုက်ပါတယ်ပြီးသွားရင်ကျွန်တော်တို့တပင်ကိုတော့ဖြောက်လိုက်မယ်ဖြစ်ပါတယ်ဒီနေရာမှာampere DC ampere 20မှာထားပြီးတိုင်းတာရမှာဖြစ်ပါတယ်ပြီးဒီပင်ကို A ဆိုတော့ကျွန်တော်တို့ပင်မှာထားပြီးဆိုရင်ကျွန်တော်တို့ခုနကတော့ကျွန်တော်တို့ပင်ကို CD တိုင်းတာရမှာဖြစ်ပါတယ်ဆိုတော့ဒါဆိုရင်ကျွန်တော်1.2 ampere ခန့် ampere စီးဆင်းနေတာဖြစ်ပါတယ်အခုကကျွန်တော်တို့တိုင်းတာတာတော့ ampere ဟုတ်မဟုတ်ကိုကျွန်တော်တို့တိုင်းတာကြည့်ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်ဘိုးပေါ်ပြမှာဖြစ်ပါတယ်ဒီမှာကျတော့ကျွန်တော်တို့ဒီပတ်လန်းထဲမှာဖြည့်ဆည်းသွားမဲ့ current ampere ကိုပေါ်ပြမှာဖြစ်ပါတယ်ခင်ဗျာ
ဒီမှာကျွန်တော်တို့အပေါင်းဟာအပေါင်းနောက်ကနောက်ဒီမှာကျတော့ကျွန်တော်တို့1.24 ampere ခန့်ဖြတ်စီးနေတာဖြစ်ပါတယ် ampere ဒီမှာကြည့်ပါ gate ကိုကြည့်ပါ1.24 ampere ခန့်ဖြတ်စီးနေပါတယ်အမ်ပီယာအနည်းငယ်ဖြတ်စီးတဲ့အခါမှာပြောစရာမရှိပေမဲ့အမ်ပီယာတွေ30 40 50အမ်ပီယာအများအပြားစီးဆင်းတဲ့အခါမျိုးတွေမှာတော့ကျွန်တော်တို့ဒီအာရှန်ကိုခံပြီးအသုံးပြုရပါတယ်အခုဆိုရင်မီတာနဲ့တော့အနည်းငယ်ကွဲလွဲနေပါတယ်ခုနကတော့ကျွန်တော်တိုင်းတာတယ်digital meter မှာတိုင်းတာရရှိတာက1.2ဖြစ်ပြီးတော့အခုကျွန်တော်ဒီ gate လေးမှာတိုင်းတာကြည့်တာတော့1.24အနေငယ်တော့ကွဲလွဲပါတယ်မပြောပါလာပါဘူးကျွန်တော်တို့အာရှန်ကိုဆက်ပြီးသုံးကြည့်ပါမယ်ဒီကဒီမှာ socket ကလေးတစ်ခုပါပါတယ်socket လေးတစ်ခုပါပါတယ်ဒီမှာကျတော့ကျွန်တော်တို့display lane ဖို့နဲ့ကျွန်တော်တို့ ground ကတော့ကျွန်တော်တို့ဒီမှာ ground တောင်းရှင်းအောင်ပြော ground ကတော့ကျွန်တော်တို့ ground မှာပြီးသွားရင်ကျွန်တော်တို့ဒါကကျွန်တော်တို့ display lane ဖို့အတွက်ကျွန်တော်တို့power supply ပါဒီ display lane ဖို့ power supply ပါ display lane ဖို့အတွက် power supply ပါဒါကတော့ကျွန်တော်တို့ဘိုးအားဘယ်လောက်ရှိတယ်ဆိုတော့တိုင်းတာတဲ့အဝါရောင်ကျိုးလေးကတိုင်းတာတဲ့ကျိုးပါဘိုးဘယ်လောက်ရှိတဲ့အဝါရောင်တိုင်းတာတဲ့ကျိုးပါဒါကတော့ကျွန်တော်တို့ ampere တက်နေတယ်ဆိုတာကကျွန်တော်တို့ရှမ်ပါဒီအာရှန်မတက်ရသေးလို့ဖြစ်ပါတယ်ဒါကောင်အဝါလေးကိုဖြုတ်လိုက်မယ်ဆိုရင် power supply မီကတော့ကျန်နေပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘိုးဘယ်လောက်ရှိတယ်ဆိုတော့မသိရပါဘူးအဲကျွန်တော်တို့ဘိုးဘယ်လောက်ရှိတယ်ဆိုတော့သိချင်ဒီအဝါရောင်ကျိုးလေးကိုတက်ပေးရပါတယ်အဲဆို12ဘု12.2ရှိနေတယ်ဆိုတော့ကျွန်တော်တို့ပြနေခြင်းဖြစ်ပါတယ်ပုံမှန်ဆိုရင်တော့ကျွန်တော်တို့အနီရောအဝါရောကိုတခါတည်းဆက်ထားလဲရပါတယ်တခါတည်းဆက်ပြီးဆိုရင်ကျွန်တော်တို့ဒါကိုတိုင်းပေးသွင်းလိုက်ရင်ကျွန်တော်တို့ဘိုးအားကိုတော့သိခွင့်ရမှာဖြစ်ပါတယ်ဘိုးအားတရားကိုသိခွင့်ရမှာဖြစ်ပါတယ်ဟုတ်ဒီနေရာမှာကျွန်တော်တို့အာရှန်ကိုအသုံးပြုကြည့်ပါမယ်ဘယ်လိုအသုံးပြုတယ်လဲဆိုတော့ကျွန်တော်တို့ဒီမှာ socket လေးမှာဒီ socket လေးမှာကိုကျွန်တော်တို့ထိုးလိုက်ပါမယ်ထိုးလိုက်ပါမယ်ခုနကတော့ကျွန်တော်တို့ power supply ကိုကျွန်တော်တို့မီဒီကိုအပေါင်းကိုအသေးဝင်လိုက်ပါမယ်မီဒီအပေါင်းအသေးဝင်လိုက်ပါမယ်အနှုတ်ကိုတော့ကျွန်တော်တို့ဒီရှမ်ဘာကိုလာဖြတ်ပါမယ် ground ကိုတော့ဒီကျွန်တော်တို့ဒီရှမ်ဘာလာဖြတ်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီ ground အဝင်ကိုကြတော့ကျွန်တော်တို့ဒီကနေကျွန်တော်တို့အဝင်ကိုတော့ ground ဒီဘက်ကနေအမဲဘက်ချမ်းကနေထည့်ရမှာဖြစ်ပါတယ်ပြီးသွားရင်
ကျွန်တော်တို့ဒီ ground နဲ့ဒီအပင်ငယ် ground ကတော့တစ်ပင်နဲ့ပါထည့်လဲရတယ်မထည့်လဲရပါတယ်ကျွန်တော်ကတော့ထည့်လိုက်ပါမယ်ပြီးရင်ဒီကောင်မှာကျွန်တော်တို့အပေါင်းကိုလာပြီးတော့ဆက်မှဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ ampere ကိုပေါ်ပြနေတာဖြစ်ပါတယ်2.2 ကွဲလွဲမှု1 ampere တော့ရှိနေပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီကောင်ကို ampere ချိန်ရပါတယ်multi ampere ချိန်လို့လည်းရပါတယ်ဘိုးလည်းချိန်လို့ရပါတယ်ဒီကောင်ရဲ့အသေးစိတ်ကိုတော့ကျွန်တော်နောက်ဗီဒီယိုရဲ့နောက်ပိုင်းမှာပြောပြပေးသွားမှာဖြစ်ပါတယ်အဓိကကျွန်တော်ပြောချင်တာကတော့ကျွန်တော်တို့အာရှန်ကိုဘယ်လိုအသုံးပြုသလဲဆိုတာကိုပြချင်ခြင်းဖြစ်ပါတယ်နောက်တစ်ချက်ကကျွန်တော်တို့အုံလို့တွေနဲ့ဘယ်လိုဆက်နေတယ်လဲဆိုတာကိုကျွန်တော်အုံနောက်ထဲဝင်အောင်လွယ်လေးနဲ့နားလည်အောင်ကျွန်တော်တင်ပြပေးခြင်းဖြစ်ပါတယ်ဒီဆိုကျွန်တော်ရဲ့တိုင်းတန်နီးတစ်ခုကိုလည်းကျွန်တော်ဝေမျှချင်ပါတယ်ဒီတော့ဆိုရင်ပေါ့ကျွန်တော်တို့ဒီကောင်ကိုampere ကိုသိချင်တဲ့ခါကျရင်ကျွန်တော်တို့ဒီ digital meter လေးတွေနဲ့ကျွန်တော်တို့ဒီကောင်ကိုပတ်လန်းကိုကျွန်တော်တို့ဖြတ်ပြီးရင်ကျွန်တော်တို့ခွာတိုင်းရပါတယ်ဒါတွေကိုကျွန်တော်တို့ကတော်တော်လေးကိုကျွန်တော်တို့အလုပ်ရှုပ်ပါတယ်ကျွန်တော်တို့ကျွန်တော်အရင်ဗီဒီယိုတွေမှာလည်းတိုင်းတာပြခဲ့ပူပါတယ်ကျွန်တော်တို့1 ohm resistor လေးကိုကျွန်တော်တို့ဒီကိုသိချင်တဲ့1 ampere အောက်တွေမှာသုံးပါတယ်ကျွန်တော်တို့ 1 ampere ကျော်သွားရင်တော့သုံးဖို့အဆင်မပြေပါဘူးကျွန်တော်တို့1 ampere ကျွန်တော်တို့1 ohm 1 watt ကိုကျွန်တော်တို့ဒီမီဒီမှာ CD ဆက်လိုက်ပါတယ်ပြီးသွားရင်ကျွန်တော်တို့ဒီကောင်ကိုမိပေးသွင်းလိုက်ပါတယ်ဒါဆိုရင်ကျွန်တော်တို့3.62 ampere စီးဆင်းနေပါတယ်ကျွန်တော်တို့အုံလောနဲ့တွက်မယ်ဆိုရင်ဒီကောင်မှာကိုကျွန်တော်တို့ဘိုးမီတာလေးနဲ့ကျွန်တော်တို့ထောက်တိုင်းပေးရမှာဖြစ်ပါတယ်ဒီကျွန်တော်တို့1 ohm resistor ပေါ်မှာဘိုးအားဘယ်လောက်ကျနေတယ်ဆိုတာကိုကျွန်တော်တို့က2 ဘိုးမှာထားပြီးဆိုရင်20 ဘိုးမှာလည်းရပါတယ်ဒီလိုမျိုး CD ဒီလိုကျွန်တော်တို့ CD တိုင်းလိုက်ရပါတယ်မှန်ပါဆိုဒါမှကျွန်တော်တို့ဓာတ်သမ6.5 ဘို့ရပါတော့ညဓာတ်သမ6.5 ဘို့ရပါတယ် resistor က1 ohm ပါအဲ့တော့ဆိုတော့ကျွန်တော်တို့1 ohm ဖြစ်နေတဲ့အတွက်ကျွန်တော်တို့3.6.5 ကိုကျွန်တော် ampere ယူလိုက်ရပါတယ်ကျွန်တော်ပြီးရင် ohm လောနဲ့တကွတွက်ပြပါမယ်နိုးလေးဖယားသမီးလုံးနေပေါ့နော်ဒီဝိုက်ကောင်းမယ်ဝိုက်တော့အဆူอ่ะသူ့ไปပူတယ်တော့ညတော့တမ6.8 ဘို့ resistor က
ကို 1R အဲ့ဒါဆိုရင်ကျွန်တော်တို့လျှက်စီးကိုသိရပါပြီဒါဆိုရင်ကျွန်တော်တို့ဒီမှာပြထားတဲ့3.61 ampere နဲ့ကျွန်တော်တို့တူတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါကျွန်တော်ရဲ့တိုင်းတာနည်းလေးကိုဝေမျှပေးခြင်းဖြစ်ပါတယ်ကျွန်တော်တို့ ampere တွေအကြီးကြီးတိုင်းတာတဲ့ခါမျိုးဆိုရင်တော့1 ampere ထက်ကျော်တဲ့တိုင်းတာတဲ့ခါချမျိုးကြရင်ဒီကောင်ကိုဝါကြီးကြီးလို့ပါတယ်ကျွန်တော်တို့အလွယ်မှတ်လို့ရ1 ohm ဆိုတော့ကျွန်တော်တို့အလွယ်တကူမှတ်လို့ရကိုတိုင်းတာတဲ့ဘို့ကို ampere ယူလိုက်ရင်ပဲကျွန်တော်တို့ရပါပြီဒါကြောင့်ကျွန်တော်1 ohm ကိုသုံးခြင်းဖြစ်ပါတယ်ကျွန်တော်တို့တကောင်1 ohm 1 watt ဆိုတော့ကျွန်တော်တို့1 ampere ကျော်သွားရင်မရပါဘူးကျွန်တော်တို့ဥပမာဆိုရင်2 ampere 3 ampere သုံးတော့မယ်ဆိုရင်မရတော့ပါဘူးကျွန်တော်တို့ဝါပါလိုက်ချီပေးဖို့လိုအပ်ပါတယ်ဒါကြောင့်1 ampere အောက်ဆိုကျွန်တော်ဒီကောင်လေးနဲ့ပဲတိုင်းတာပါတယ်ဒီလိုမျိုးဆက်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ဘို့မှာထားပြီးဆိုရင်ကျွန်တော်တို့ခွာတိုင်းလိုက်မယ်တိုင်းတာရရှိတဲ့ဘို့ကိုပဲကျွန်တော်တို့အန်တာရရှိတဲ့ဘို့ကိုပဲကျွန်တော်တို့က ampere ဖြစ်သတ်မှတ်လိုက်ရင်ကိုရပါပြီကျွန်တော်ဒီမျိုးနီလန်နဲ့တိုင်းတာပါတယ် ampere ကြီးတဲ့ခါကျမျိုးကြတော့ကျွန်တော်တို့တွေကဒီ40 50တွေဖြစ်လာရင်ဒီရှမ်ဘာကိုကျွန်တော်တို့ထည့်ပြီးတိုင်းတာမှရမှာဖြစ်ပါတယ်ရှမ်ဘာလဲကျွန်တော်တို့အုံလုံးနဲ့ဘလို့ပတ်သက်တယ်လဲအလုပ်ဘလို့လုပ်တယ်လဲဆိုတော့ကိုလည်းကျွန်တော်တင်ပြပေးချင်ပါတယ်